ဒီနေ့မနက်စာတော့လေငချိတ်နဲ့များလေးလေးရယ်ကော်ဖီရယ်စားမှဖြစ်ပါတယ်ကဲနံပြားကဒါက1000ဘူး3ချက်ဆို2000ဘူး6ချက်ဒီငချိတ်ကလေပဲရ1000ဘူးငချိတ်ကတစ်ခုတစ်ထုပ်ကို1000ဆို2000ဘူးဝယ်လိုက်တယ်ပေါ့နော်ဒါတွေကကျမတို့ကြောက်စင်နေမှာအင်တိုင်းရွာဆိုတာရှိအဲ့အင်တိုင်းကအဒီမုံခွေလေးတို့ကောင်းချင်းမောင်းငချိတ်တို့ကရှယ်ကျွမ်းတာသူတို့တွေကအဲ့ရွာကနေလာရောက်နေဆိုဘသူလာရောက်နေတာရောက်ဒီရတာပဲအရန်ကောင်းတာမနူးမနဲ့တာလည်းမဖြစ်ဘူးနေတိုင်းအရသာပြောင်းသွားတာလည်းမရှိဘူးသူတို့ကအုံပေါင်းငချိတ်တို့ကောင်းချင်းငချိတ်ပေါင်းကောင်းချင်းပေါင်းပဲပြုတ်သူတို့ကကျွမ်းတယ်တရွာလုံးကဒီအလုပ်ကိုကြားကျွမ်းကျင်တာအရန်ကောင်းတာသူတို့ကအကောင်းဆုံးပဲအဲ့တော့အဲ့မှာဒီကြောက်ဆက်မှာလာရောင်းတာရောင်းရင်းနဲ့သူကလေအဲ့ဒီကြာမနက်ခင်းကျမတို့လိုဝယ်ပြီးအိမ်မှာစီပြန်ဆက်နေစားဖို့ခက်တဲ့လူတွေကြတော့သူကအဲ့မှာရက်လေငံများပေါ်မှာဒီငချိတ်လေးတွေကိုဒီလိုမျိုးလေးစီနဲ့နေပြီးဒီလိုဖြန့်ပြီးတော့လိတ်ပေးလိုက်တာအဲ့လိတ်ပေးလိုက်တဲ့ဆိုရင်အလုတ်သွားမဲ့သူတွေကြောင်းတက်မဲ့ကလေးတွေဘာညာတွေကပေါ့နော်အဲ့လိုမျိုးကိုယ့်အိမ်မှာကိုစီဆက်ပြီးပြန်ပြီးစားဖို့အချိန်မရှိတော့တဲ့လူတွေကလေအဲ့လိုအလိတ်လေးတိုင်ယူပြီးစားသွားအဲ့နဲ့ကျမမြင်ပြီးတော့လိုက်စားကြည့်စားကြည့်တော့အရန်စားကောင်းလို့လာပြီးတော့လိတ်ပြပေးတာဖြစ်ပါတယ်ဒီငချိတ်လေးကိုနေတဲ့ငံကြားထဲမှာထည့်ပြီးတော့အပေါ်ပဲလေးထည့်ပြီးလိတ်ပြီးစားတာလေတော်တော်ကြီးကိုကောင်းတာတော့စားလို့တော်တော်ကောင်းတာဒါကြအဲ့လူတွေကငါအဲ့လိုမျိုးနံများလေးနဲ့လိတ်ပြီးယူသွားတော့ကျွန်မလည်းစားကြည့်မယ်ဆိုစားကြည့်တာတော်တော်စားကောင်းတယ်ဒါကြောင့်မို့လာပြီးတော့စားပြတာဖြစ်ပါတယ်အဲ့ငချိတ်နံများလေးရဲ့ဒီနေ့ရတော့ပေါ့ကော်ဖီလေးရဲ့နဲ့တောက်မှဖြစ်ပါတယ်ဒီမနက်စာကတော့တော်တော်ကိုပြည့်စုံသွားသီလားဒီငချိတ်နံများလေးကလည်းတော်တော်ကောင်းတယ်နံများလေးကလည်းစိုးရီးသွားဝယ်လို့လားမသိပူလေးရတာစားလို့ကောင်းတာစောင်းနေမနိုင်ခင်းဆိုတော့လေရင်ထဲကိုနှွေးသွားတာပဲတော်တော်စားကောင်းတာမို့လို့အဲ့လိုစားကြည့်ကြနော်ကျမကတော့ကော်ဖီရယ်ငချိတ်နံများလေးရယ်ရင်နှွေးရယ်တောက်မှဖြစ်ပါတယ်အားလုံးပဲကျေးဇူးပါ